အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တနေ့ကိုဗီဒီယိုလေးကိုပုတ်တင်အောင်နဲ့မြန်မာငွေ2000ကျပ်တိတိရရှိနေတဲ့နေရာလေးတစ်နေရာနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒီနေရာလေးကတော့ AO234 ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ဗျAO234 ဆိုတဲ့နေရာလေးမှာဗီဒီယိုလေးကိုပုတ်တင်အောင်နဲ့မြန်မာငွေ2000ကျပ်တိတိကိုနေ့တိုင်းပေးနေပြီเนาะဆိုတော့ဘယ်နေရာဒီမှာတင်ပေးရမလဲဆိုလို့ရှိရင်ကိုကဗီဒီယို3ပုံရိုက်ပြီးဆိုလို့ရှိရင်ကိုကြိုက်တဲ့တက်တဲ့ Facebook TikTok YouTube Instagram စတဲ့နေရာတွေမှာကိုကတနေရာကို3ပုတ်စီနဲ့6ပုတ်ပြည့်အောင်တင်ပေးရမှာပဲဖြစ်ပါတယ်အဲ့လိုတင်ပေးပြီးတာနဲ့မြန်မာငွေ1000ကျပ်တိတိကိုရရှိမှာပဲဖြစ်ပါတယ်ဗျဘယ်လိုမျိုးလုပ်လို့ရလဲဆိုလို့ရှိရင်အိမ်မှာပဲကိုကအပြင်ထွက်ပြီးတော့အလုပ်လုပ်ချင်မှုအိမ်မှာပဲအေးအေးအလုပ်လုပ်ချင်တဲ့လူတွေလုပ်လို့ရပါတယ်ပြီးလို့ရှိရင်ဈေးဖို့ရှာနေတဲ့အိမ်ရှင်မတွေအတွက်လည်းအလုပ်လုပ်လို့ရပါတယ်ပြီးရင်ကျောင်းသူတွေအိမ်ရှင်မတွေပြီးလို့ရှိရင်ကလေးမေတွေလည်းလုပ်လို့ရပါတယ်ဗျကလေးမေလေးလည်းဒါကလေးအတွက်ကလေးစိတ်စားကြတယ်ဆိုလို့ရှိရင်လည်း AO234 မှာလာရောက်ပြီးတော့အလုပ်လုပ်လို့ရပါတယ်အချိန်ပိုင်းအလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်လေးကိုကအလုပ်လုပ်စရာမလိုဘဲနဲ့ကိုအားတဲ့အချိန်မှာဗီဒီယိုလေးရိုက်မယ်ကျွန်တော်လိုမျိုးစကားပြောဗီဒီယိုတစ်ပုဒ်ပါမယ်ပြီးလို့ရှိရင်ကိုစိတ်ကြိုက်ဆော့ထားတဲ့ဗီဒီယို2ပုဒ်ပါမယ်ဗျအဲ့လိုမျိုးစုပေါင်းဗီဒီယို3ပုဒ်ကိုကြိုက်တဲ့တက်တဲ့ social platform တွေမှာတနေရာကို3ပုဒ်စီတင်ပေးရုံနဲ့6ပုဒ်ပြည့်ပြီဆိုတာနဲ့တို့ကမြန်မာငွေ2000ကျပ်တိတိကိုကိုစီကိုလုပ်ပေးမှာဖြစ်ပါတယ်ဗျကျွန်တော်ဆိုလို့ရှိရင် AO234 မှာလုပ်နေတာအခုဆိုလို့ရှိရင်ပတ်စံ2သိန်းကျော်ရောက်သွားပါပြီဆိုတော့အခုကလေးကနောက်ကြပဲ AO234 နဲ့လက်တွဲပြီးတော့အလုပ်လုပ်ဖို့အတွက်ကျွန်တော်ကနေဖိတ်ခေါ်ပြစီဗျ AO234 မှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်တေချာလေးအလုပ်လုပ်မယ်တေချာလေးစူးစမ်းမယ်ဆိုလို့ရှိရင်2000ထက်မကတဲ့ဝင်ငွေတွေလည်းအများကြီးရနိုင်သေးတာမို့လို့အခုကလေးက AO234 နဲ့လက်တွဲဖို့အတွက်ကျွန်တော်ကနေတစ်ဆင့်ဖိတ်ခေါ်ပြစီဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်ဗျ